ခါတော့လူတယောက်ဟာတောတဲ့တောင်ထဲမှာရွှေလိုက်ရှာတနေ့မှာအလွန်ကြီးမားတဲ့ရွှေရင်းကြီးကိုတွေ့လိုက်တယ်သူလည်းရတော့ရွှေတွေကိုတူးတယ်ဒါပေမဲ့သူဘလောက်တူရွှေရင်းကြီးဟာရွှေတွေမပုံနိုင်ဘူးဒါကြောင့်သူဟာသူ့ရွာကိုပြန်ပြီးရွာသားတွေကိုရွှေရင်းကြီးဒီခေါ်သွားပြီးကြိုက်တော့တူးယူကြလို့ပြောလိုက်တယ်ရွာသားတွေကလည်းပျော်ပျော်ပါးပါးကြီးနဲ့ကြိုက်တော့တူးယူနေကြတယ်ဒါပေမဲ့လူတယောက်ဟာသူများတွေရွှေတွေတူးယူနေတာကိုဘေးကနေပဲရက်ကြည့်နေတယ်ဘာမှမလုပ်ဒါနဲ့ရွှေရင်းတွေ့သူကရွှေတွေဘာလို့မတူးရလဲလို့မေးလိုက်တယ်အဲ့ဒီတော့ရွာသားကကျွန်တော်မှတူးစရာပေါက်ချောမရှိလို့ပါလို့ပြန်ပြောလိုက်တယ်အဲ့နဲ့ရွှေရင်းတွေ့သူကဒါဆိုလဲပေါက်ချောတစ်လက်တော့ရှာလိုက်ကွာပြောလိုက်တယ်ရွာသားကလိုက်ရှာရမှာပြင်းလို့ပါလို့ပြန်ပြောတယ်အဲ့တော့ဒီပုံမြင်လေးကရေစရာလို့ထင်ရပေမဲ့လက်တွေ့လောကကြီးမှာလည်းနေ့စဉ်ဒီတိုင်းဖြစ်နေပါတယ်ပြောလိုက်ရင်အော်သွားကြပါလိမ့်မယ်တချို့ကစာအုပ်တွေဖတ်ကြတယ်စာအုပ်တွေကရတဲ့အသိဉာဏ်တွေကြောင့်အောင်မြင်သွားကြတယ်ကြီးပွားချမ်းသာသွားကြတယ်လူလောကကြီးကိုကောင်းကောင်းကြီးအကျိုးပြုသွားကြတယ်ဒီတော့သူတို့ကိုအကျိုးရှိသေးတာစာဖတ်ခြင်းကြောင့်ဆိုတာကိုသိလို့လူငယ်တွေကိုလည်းသူတို့လိုကြီးပွားအောင်မြင်စေခြင်းလို့စာဖတ်ကြပါလို့တိုက်တွန်းတယ်လူငယ်တွေကမအားလို့ပြင်းလို့စာမဖတ်ချင်ဘူးလူဘဝတစ်လျှောက်မှာစိတ်အေးချမ်းသာစွာနေနိုင်မဲ့ရွှေရင်းကြီးကိုမျက်စိရှေ့မှာတွေ့နေပါလျက်နဲ့ဖေးပုတ်နေရလို့ဂိမ်းစားနေရလို့လက်ဖက်ရည်တိုင်းထိုင်နေရလို့မအားဘူးဆိုတဲ့သူတွေစဉ်းစားဖို့ပါကမ္ဘာအချမ်းသာဆုံးဘီလီယံနာတထေးကြီးဘီဂိတ်ဟာတစ်ပတ်ကိုအနည်းဆုံးစာအုပ်တုပ်ပြီးအောင်ဖတ်လိရှိတယ်လို့ဖတ်ဖူးပါတယ်အင်တန်လုံများတဲ့ဘီလီယံနာတထေးကြီးတွေဖြစ်ကြတဲ့ဘီဂိတ်မတ်ဇူကာဘတ်လီကာရှင်စတဲ့သူတို့ဟာစာအလုံးဖတ်တဲ့သူတွေဖြစ်ကြပါတယ်သူတို့ဖတ်တဲ့စာအုပ်တွေဟာအပျော်ဖတ်စာအုပ်တွေမဟုတ်ကြပါဘူးကြီးပွားတိုးတက်ရေးနဲ့အတွေးခေါ်စာပေတွေပါသင်ထက်အစတရားလောက်အလုံးများတဲ့သူတွေတောင်စာဖတ်ခြင်းရှိသေးရင်သင်မှာစာဖတ်ခြင်းမရှိဘူးလို့မပြောပါနဲ့လား